ကျွန်တော်တင်တော်ဒီနေ့ကချင်နှစ်ချင်းတင်တော်ချင်းနှစ်ချင်းတင်တော်ကိုခွေအားဖြင့်ပါဝင်ပြီးဖို့ဖိတ်ခေါ်တဲ့ချိန်မှာမိမိတို့ရဲ့အချိန်များကိုထားခဲ့ပြီးတော့မှဒီနေရာမှာတာဆောင်အားဖြင့်ပါဝင်ပြီးတဲ့တင်တော်နှစ်ပါးအထူးပဲကျေးဇူးတင်ပါတယ်။ဘာဖြစ်လို့ကျွန်တော်တို့ဒီအတင်တော်နှစ်ပါးကိုကျေးဇူးပြီးတော့မှဒီအထူးဧည့်သည်တော်ဒီနေ့ဖိတ်ခေါ်ရလဲဆိုတဲ့အကြောင်းရှိပါတယ်။ကျွန်တော်ဒီဗိမာန်တော်ကြီးကိုဆောက်လုပ်နိုင်ရန်ပါမစ်တဲ့ချိန်မှာကချင်နှစ်ချင်းတင်တော်ရဲ့ချင်းနှစ်ချင်းတင်တော်ရဲ့ထောက်ခံပေးမှုလိုအပ်ပါတယ်။အေရှင်အတင်တော်နှစ်ပါးဖြစ်တဲ့ကချင်အတင်တော်ရဲ့ချင်းနှစ်ချင်းအတင်တော်ရဲ့အတင်တော်နှစ်ပါးရဲ့ထောက်ခံပေးမှုအောင်ဖြစ်ကျွန်တော်ဒီဗိမာန်တော်ဆောက်လုပ်ပါမစ်စာရှိခြင်းဖြစ်ပါတယ်။ဤတို့ကိုနေပေးခြင်းအပြင်အတင်တော်နှစ်ပါးကိုအထူးကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းထပ်လောင်းပြီးကျွန်တော်ဟောပြခြင်းပါတယ်။ခုချိန်မှာကျွန်တော်ရဲ့ဗိမာန်တော်ဆောင်းလုပ်ရေးကော်မတီတဘာပတိမကျွန်တော်ရဲ့အတင်းတော်ဥက္ကဋ္ဌထံသို့ဗိမာန်တော်တော့ကြီးကိုလွယ်ပြောင်းအနန္တလက်ခံတဲ့ချိန်ဖြစ်ပါတယ်။ဒီခုကျွန်တော်လက်ခံမဲ့တော့ဟာကျွန်တော်အနေနဲ့ကတော့အတင်းတော်ကိုစားအတင်းတော်ဥက္ကဋ္ဌအနေနဲ့လက်ခံတာဖြစ်ပါတယ်ကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူးအတင်းတော်ပိုင်ရှင်ဖြစ်တဲ့အတင်းသူအတင်းသားများအားလုံးမိမိရှိတဲ့နေရာနဲ့မတည့်ရပြီးတော့ကျွန်တော်နဲ့အတူဒီဗိမာန်တော်တော့ကိုလက်ခံပေးဖို့ဖိတ်ခေါ်ပါတယ်ပေါ်ပီမီစင်ပေါ်ဟဲပီနာတော့နောက်နောက်ပနေနောင်းဒီကင်ကေတော့ကိဘငင်နာဘီယကင်တော့အဆန်ခေါ်မင်နာအထူမင်း TBCY ကိုဖျားတဲ့ကောင်းချီးပေးပါစေ